အားလုံးပဲမင်္ဂလာပါရှင် Interest Knowledge Facebook Page နဲ့ YouTube Channel ကနေကြိုဆိုလိုက်ပါတယ်။တင်ဟာအသက်20အရွယ်မှာအာကာသယာဉ်တစ်စောင်နဲ့အလင်းလုံးနီးပါးမြန်တဲ့အချိန်နဲ့အာကာသထဲကို9နှစ်ကြာခီးထွက်ခဲ့တယ်ဆိုပါစို့။တင်ကဘာကိုပြောင်းတဲ့အခါတင်ရဲ့အသက်က25နှစ်ပဲရှိအောင်မှာဖြစ်ပေမဲ့ကဘာပေါ်မှာကြံခဲ့တဲ့တင်ရဲ့အမွှာညီကိုကတော့အသက်60အရွယ်အဖိုးကြီးဖြစ်နေပါလိမ့်မယ်။ဒါဟာရုပ်ရှင်တွေကစိတ်ကူးရင်ဇလံမဟုတ်ပါဘူး။သိပ္ပံနိကြသက်သေပြပြီးသား time dilation လို့ခေါ်တဲ့အချိန်နှေးကွေးသွားခြင်းဖြစ်စဉ်မှာအာကာသထဲမှာအချိန်တွေကဘာလို့ကဘာပေါ်ကထက်ပိုနှေးနေရတာလဲအိုင်းစတိုင်းရဲ့နှိုင်းရ theory ကဘလို့အလုပ်လုပ်တာလဲဒီနေ့မှာတော့သင်ရဲ့အချိန်နဲ့ပတ်သက်တဲ့အမြင်တွေကိုပြောင်းလဲပြမယ်အာကာသလှုပ်ဝက်ခက်တွေကိုအသေးစိတ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်ကအိုင်းစတိုင်းမပေါ်ခင်အထိလူတွေကအချိန်ဆိုတာမြေတစ်စင်းလိုပဲလူတိုင်းအတွက်တူညီတဲ့အချိန်နဲ့စီစဉ်နေရလို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့အိုင်းစတိုင်းကမဟုတ်ဘူးအချိန်ဆိုတာရေလိုပဲအချိန်တွေပေါ်မူတည်ပြီးကြောက်နိုင်ဆက်နိုင်တယ်လို့ပြောခဲ့ပါတယ်။သူကအာကာသနဲ့အချိန်ကို space time ဆိုတဲ့အစနာကြီးတစ်ခုတည်းဖြစ်မြင်ခဲ့တာပါ။သင်ကအချိန်ရမ်းမြန်တဲ့နေရာမှာရှိနေရင်သင်ရဲ့နာရီကနှေးသွားပါတယ်။ဒါကို time dilation လို့ခေါ်ပါတယ်။ဆိုလိုတာကအမြန်နှုန်းကအချိန်ကိုဆွဲဆက်မိလိုက်တာပါ။တင်ကစကြဝဠာထဲမှာမြန်သွားလေတင်ရဲ့အသက်ကြီးနှုန်းကနှိမ့်နှိမ့်ကုန်ဆုံးလေပါပဲ။အချိန်နဲ့မကပဲ transfer အားကလည်းအချိန်ကိုနှေးစေပါတယ်။ transfer အားဆိုတာလေးလံတဲ့အရာဝတ္ထုတစ်ခုက rubber ဆောင်ကြီးပေါ်မှာထိုင်ချလိုက်တယ်လို့ပါပဲ။ transfer အားအရန်ပြင်းတဲ့နေရာမှာ space time ကြီးကခွန့်ဝင်သွားတာကြောင့်အချိန်ဟာအဲ့နေရာကနေရုန်းကန်ပြီးဖြတ်တန်းနေရလိုမျိုးဖြစ်နေတာပါ။ဒါကြောင့်ကမ္ဘာမြေပြင်နဲ့နီးတဲ့နေရာမှာအချိန်ကပိုနှေးပြီးကမ္ဘာနဲ့ဝေးတဲ့အညစ်ပိုင်းမှာတော့အချိန်ကပိုမြန်ပါတယ်။လက်တွေ့သက်သေပြရရင်ကမ္ဘာပတ်လမ်းတွေကဂျိုးတို့တွေပေါ်မှာရှိတဲ့နာရီတွေဟာကမ္ဘာပေါ်ကနာရီတွေထက်တရက်ကိုစက္ကန့်တန်းပေါင်အချို့ပိုမြန်နေပါတယ်။ဒါကိုသိပ္ပံပညာရှင်တွေက GPS စနစ်တွေမှာအများနဲ့ပြန်လည်ညှိယူနေရပါတယ်။ဒါတွေက theory သက်သက်မဟုတ်ဘူးဆိုတာကို NASA ကလက်တွေ့စမ်းသပ်ခဲ့ပါတယ်။အမွှာညီကိုနှစ်ဦးဖြစ်တဲ့ Scott Kelly နဲ့ Mark Kelly တို့ကိုအသုံးပြုပြီးစမ်းသပ်ခဲ့တာပါ။ Scott ဟာနိုင်ငံတကာအာကာသစခန်း ISS ပေါ်မှာ340ရက်ကြာနေထိုင်ခဲ့ပြီးသူ့ရဲ့အမွှာအကို Mark ကတော့ကမ္ဘာပေါ်မှာပဲကျန်ခဲ့ပါတယ်။ Scott ကမ္ဘာကိုပြန်ရောက်တဲ့အခါသိပ္ပံပညာရှင်တွေအံ့ဩသွားတာက Scott ရဲ့ DNA တွေပြောင်းလဲသွားတာလည်းမကပဲသူဟာသူ့အကို Mark ထက်စက္ကန့်အနည်းငယ်ပိုပြီးနှုတ်ပြောသွားတာကိုတွေ့ရှိခဲ့ရပါတယ်။ဒါဟာအာကာသထဲမှာအချိန်ရနှေးသွားတယ်ဆိုတာရဲ့အခိုင်အမာဆုံးလူသားသက်သေပါပဲ။စကြဝဠာထဲမှာ transfer အပြင်းဆုံးနေရာကတော့ black hole ပါ။ Interstellar ရုပ်ရှင်ထဲက Mylar planet ကိုမှတ်မိကြမှာပါ။အဲ့ဒီဂျိုက black hole နဲ့အရန်နီးကပ်တာကြောင့်အဲ့ဒီဂျိုပေါ်မှာတင်ကုန်ဆုံးလိုက်တဲ့တနာရီဟာကမ္ဘာပေါ်မှာ9နှစ်နဲ့ညီမျှသွားပါတယ်။တကယ်လို့တင်ဟာ black hole ရဲ့အနားသက်ကိုရောက်သွားမယ်ဆိုရင်တင်အတွက်10မိနစ်ဟာကမ္ဘာပေါ်မှာနှစ်ပေါင်းရာနဲ့ချီကြာသွားနိုင်ပါတယ်။အဲ့ဒီနေရာမှာအချိန်ဟာရက်တက်လူနီးပါးဖြစ်သွားတာပါ။ဒါဟာစိတ်ကူးရင်မဟုတ်ပဲသိပ္ပံနည်းကျဖြစ်နိုင်ခြေရှိတဲ့ဖြစ်ရစံတစ်ခုပါ။လူတော်တော်များများကအချိန်ခီးသွားတယ်ဆိုတာကိုစိတ်ကူးရင်လိုပဲထင်ကြပါတယ်။ဒါပေမဲ့သိပ္ပံပညာအရအနာဂတ်ကိုသွားဖို့ကတော့ဖြစ်နိုင်ခြေ100%ရှိပါတယ်။ကျမတို့မှာအလင်းလုံးဒီမှာသွားနိုင်တဲ့ဒုံးမြန်သာရှိမယ်ဆိုရင်ကျမတို့ဟာနှစ်ပေါင်း1000နောက်ပိုင်းကကမ္ဘာကြီးကိုသွားကြည့်လို့ရပါတယ်။တင်ဟာအဲ့ဒီဒုံးမြန်နဲ့အာကာသထဲမှာတစ်နှစ်နေခဲ့မယ်ဆိုရင်တင်ကမ္ဘာကိုပြောင်းတဲ့အခါကမ္ဘာကလူတွေကတင့်ကိုလွန်ခဲ့တဲ့နှစ်ပေါင်း1000ကရှေးအောင်လူသားတရားကိုစီးကြိုနေပါလိမ့်မယ်။ဒါဟာအာကာသကကျမတို့ကိုပေးထားတဲ့ time traveling စက်ပါပဲ။ဒါဆိုရင်အတိတ်ကိုပြန်သွားလို့မရဘူးလားဆိုတဲ့မေးခွန်းရှိလာပါပြီ။သိပ္ပံပညာရှင်တွေကတော့အတိတ်ကိုပြန်သွားဖို့ဟာအနာဂတ်ကိုသွားဖို့ထက်အစာပေါင်းများစွာခက်ခဲတယ်လို့ဆိုကြပါတယ်။ဒါကို entropy နည်းအမှားအရရှင်းပြလို့ရပါတယ်။စကြဝဠာတွေကအရာရာတိုင်းဟာပျက်စီးခြင်းစီကိုပဲဥတည်နေတာကြောင့်အချိန်ဟာရှေ့ကိုပဲသွားနိုင်တာပါ။အာကာသထဲမှာအချိန်တွေနှေးသွားတာဟာစကြဝဠာရဲ့အံ့ဩဖို့အကောင်းဆုံးနည်းအမှားပါ။ဒါဟာကျမတို့ကိုသင်ခန်းစာတစ်ခုပေးပါတယ်။အချိန်ဆိုတာလူတိုင်းအတွက်ပုံသိမ်မဟုတ်ဘူးဆိုတာပါပဲ။တင်ဘယ်နေရာမှာရှိနေလဲဘလောက်မြန်မြန်သွားနေလဲဆိုတာပေါ်မူတည်ပြီးအချိန်ကပြောင်းလဲနေပါတယ်။တင်ရောတကယ်လို့အခွင့်အရေးရရင်တင့်ထက်အသက်ကြီးသွားပဲမိသားစုတွေကိုထားခဲ့ပြီးနာဂတ်ကကဘာကြီးကိုသွားကြည့်ချင်ပါသလား။ဒါမှမဟုတ်အချိန်နဲ့ပုံမှန်စီးဆင်းနေတဲ့ကဘာပေါ်မှာပဲပျော်ပျော်ရွှင်ရွှင်နေထိုင်ချင်ပါသလား။တင်ရဲ့အမြင်လေးတွေကို comment မှာရေးပေးကြပါအောင်နော်။ဒီလိုဘ ഹു တရရစရာအကြောင်းအရာလေးတွေကိုအမြဲကြည့်ချင်တော့ subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။အဆောင်ထိကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်ဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်။